ဟိုရှိတုန်းကတန်ငါသေးတယောက်ရှိတယ်။သူကနေတိုင်းမိုးမလင်းခင်အချိန်မှာပဲပိုက်ကွန်ကို3ချိန်သာပစ်ပြီးငါးဖမ်းမယ်လို့ကိုယ်တိုင်ကတိထားပြီးအလုံးလုံးနေသူတယောက်ဖြစ်တဲ့တနေ့မှာပိုက်ကွန်ကိုပထမအချိန်ပစ်လိုက်တော့အရန်လေးလံနေလို့အာကုံဆွဲတင်ကြည့်လိုက်တာမြင်းသေးတကောင်ပဲပါလာတာကိုတွေ့ရတယ်။ပိုက်ကွန်လည်းစုပ်ပြတ်သွားတာကြောင့်ပြန်လဲပြုတ်ပြင်ပြီးဒုတိယအချိန်ထပ်ပစ်လိုက်တယ်။ဒီတခါတော့ရွှွန့်တွေနဲ့ပြည့်နေတဲ့တောင်းစုပ်တွေတောင်းမဲတွေပဲရလာတယ်။အဲ့ဒီအချိန်မှာသူစိတ်ထဲမှာငါဘဝကတကယ်ပင်ပန်းလွန်းနေတခြားတန်ငါတွေလိုမဟုတ်ပဲတနေ့ကို3ချိန်ပဲပိုက်ပစ်လို့ရတယ်။အခု2ချိန်ပစ်ပြီးတော့ငါးတကောင်မှမရဘူး။ပိုက်ကွန်တောင်ပြတ်သွားပြီးဒီနောက်ဆုံးတစ်ချိန်မှပါမရဘူးဆိုရင်ငါနဲ့မိသားစုအားလုံးစာလောင်ရတော့မယ်လို့စိုးရိမ်ပူပန်နေခဲ့တယ်။ဒါနဲ့နောက်ဆုံးအချိန်ထပ်ပြီးပစ်လိုက်တဲ့အခါမှာတော့ချိတ်တစိတ်ခတ်ထားတဲ့ဂျေအိုတစ်လုံးကိုရခဲ့တယ်။သူကအဲ့ဒီအိုးကိုဖွင့်ကြည့်လိုက်တော့မီးခိုးလိုအငွေ့တွေထွက်လာပြီးကောင်းကင်ထဲကိုတက်သွားတယ်။နောက်တော့အဲ့ဒီအငွေ့တွေတဖြည်းဖြည်းပျောက်သွားပြီးနောက်ဆုံးမှာဘလူးကြီးတကောင်ပေါ်လာခဲ့တယ်။ဘလူးကြီးပေါ်လာပြီးနောက်မှာသူကတန်ငါသေးကိုတင်ကငါအသက်ကိုကယ်တင်ပေးခဲ့တာမှန်ပေမဲ့တင်အသက်ကိုတော့တက်ပစ်မယ်လို့ပြောပြီးတန်လျက်နဲ့တက်မယ်လို့စီစဉ်တယ်။တန်ငါသေးကတော့တင်ကတကယ်ရုပ်မာလာတယ်။ငါကတင်အသက်ကိုကယ်တင်ပေးခဲ့တာကျေးဇူးပြန်မဆက်ပဲပြန်တက်ချင်နေဆိုတာမတရားဘူး။တင်ပြုမှုကကျေးဇူးရှင်ကိုတစ္ဆာမရှိတဲ့သူလိုပဲလို့ပြန်ပြောတယ်။ဒါပေမဲ့ဘလူးကငါကမကောင်းလို့မဟုတ်ဘူး။ဟိုရင်ကငါကိုရှင်ဘရင်တပားကဂျေအိုထဲထည့်ပြီးပင်လယ်ထဲပစ်လိုက်တာအဲ့ဒီအချိန်မှာငါကဂတိတစ်ခုထားခဲ့တယ်ပထမနှစ်တရအတွင်းကဲတင်တဲ့သူကိုနန်းတော်ပေးမယ်ဒုတိယနှစ်တရအတွင်းကဲတင်တဲ့သူကိုတထေးကြီးလုပ်ပေးမယ်ဒါပေမဲ့တတိယနှစ်တရမှာကဲတင်တဲ့သူကိုတတ်မယ်လို့ဆုံးဖြတ်ထားခဲ့တယ်အခုတင်ကတတိယကာလမှာလာခဲ့တာမို့တင့်ကိုတက်ရမှာပဲလို့ပြောတယ်ဒီတော့တန်ငါဒီကလှဲ့ကွက်တစ်ခုသုံးလိုက်တယ်တင်ကအရန်ကြီးတဲ့ကိုယ်တိုင်ရှိတာဒီဂျေအိုထဲကထွက်လာတယ်ဆိုတာငါမယုံဘူးတကယ်ထွက်နိုင်တယ်ဆိုရင်ပြန်ဝင်ပြပါလို့ပြောတယ်။ဘလူးကလည်းမာနာနဲ့ပြမယ်လို့ပြောပြီးအခိုးအငွေ့ဖြစ်သွားကပြန်ပြီးကျေးအိုးထဲဝင်သွားတယ်။အဲ့ဒီအချိန်မှာတန်ငါဒီကအိုးကိုချက်ချင်းပိတ်လိုက်ပြီးအခုတော့မင်းပြန်ထွက်နိုင်တော့မှာမဟုတ်ဘူး။ငါမင်းကိုပင်လယ်ထဲပြန်ပစ်လိုက်မယ်လို့ပြောလိုက်တယ်။ဘလူးလည်းကြောက်သွားပြီးကျေးဇူးပြု၍ငါအသက်ကိုချမ်းသာပေးပါ။မင်းကိုငွေကြေးရနိုင်တဲ့နီလန်းတွေပြောပြမယ်လို့တောင်းပန်တယ်။ဒါပေမဲ့တန်ငါသေးကမင်းကိုလွှတ်လိုက်ရင်မင်းကယူနန်ရှင်ဘရင်နဲ့ဒူပိန်ဆေးဆရာကဲ့သို့ကျေးဇူးမသိတဲ့သူဖြစ်မယ်။ဒါကြောင့်မလွတ်ဘူးလို့ပြောလိုက်တယ်။ဘလူးကတော့အဲ့ဒီယူနန်ရှင်ဘရင်နဲ့ဒူပိန်ဆေးဆရာအကြောင်းကဘာလဲလို့မေးလာတော့တန်ငါသေးကအဲ့ဒီပုံမြင်ကိုဆက်ပြီးပြောပြလိုက်တယ်။ဟိုရှေးတုန်းကယူနန်ရှင်ဘရင်တပားရှိပြီးသူ့မှာကုဋ္ဌနုနာယောဂပြင်းထန်စွာဖြစ်နေခဲ့တယ်။ဒါကြောင့်ဒူပိန်ဆိုတဲ့ဆေးဆရာကိုခေါ်ပြီးငါယောဂါကိုကုသပေးနိုင်ရင်မင်းလိုချင်သမျှဆုလက်ပေးမယ်လို့ပြောခဲ့တယ်။ဒူပိန်ဆေးဆရာကကုသပေးနိုင်ပါတယ်လို့ပြောပြီးဆေး3လုံးပေးခဲ့တယ်။ဆေးတစ်လုံးကိုပလိလုံးနဲ့ထည့်စေခဲ့တယ်။နောက်တစ်လုံးကိုပလိတန်ထဲထည့်ပြီးပလိကစားခိုင်းတယ်။ဘရင်ကပလိကစားတဲ့အခါမောပန်းပြီးချွေးထွက်လာတယ်။အဲ့ဒီချွေးကဆေးနဲ့ပေါင်းပြီးကိုရဲရှိဓလေးပါမြေမီးရည်လေးကိုပြန်ညီစေတယ်ပြီးတော့နန်းတော်ပြန်ပြီးရေချိုးပြီးနောက်ဆုံးဆေးတစ်လုံးကိုတောက်ကအိတ်လိုက်တဲ့အခါနိုးလာချိန်မှာယောဂလုံးဝပျောက်သွားခဲ့တယ်။ဘရင်လည်းအယမ်းဝမ်းသာပြီးဒူပိန်ကိုဆုလက်များစွာပေးတယ်။ဒါအပြင်သူ့ကိုအနီးကပ်ထားပြီးယုံကြည်စွာတိုင်ပင်ခိုင်းနေခဲ့တယ်။ဒါကိုမြင်တဲ့အမတ်တွေကမနာလိုဖြစ်ပြီးဘရင်ကိုမကောင်းကြံနဲ့ဒီဆေးဆရာကိုမယုံပါနဲ့။သူကတနေ့နေ့မှာနန်းကိုလူယူလိုက်မယ်။တက်တက်မာတယ်လို့ရှောက်တင်ကြတယ်။ဘရင်ကပထမတော့မယုံဘူး။သူတို့မနာလိုလို့ပဲပြောတာလို့တွေးတယ်။ဒါပေမဲ့အမတ်တွေကဆက်ပြီးလူစိမ်းတွေထက်လူယုံတွေကပိုပြီးအနေရရှိတတ်ပါတယ်။စဉ်းစားကြည့်ပါလို့ပြောနေကြတယ်။အဲ့ဒီအခါဘရင်ကငါပုံမြင်တပုတ်ပြောမယ်နားထောင်ကြလို့ပြောပြီးလင်မယား2ယောက်နဲ့တာလီကာအကြောင်းကိုဆက်ပြောဖို့စတင်လိုက်တယ်။ဟိုရှေးတုန်းကတထေးကြီးတယောက်ရှိပြီးအရန်လာတဲ့မယားတယောက်ကိုအလွန်ချစ်မြတ်နိုးနေသူဖြစ်တယ်။မျက်စိတမိတ်တောင်မခွဲနိုင်လောက်အောင်ချစ်တဲ့အထိပဲတနေ့မှလူလိုပြောတတ်တဲ့တာလီကာ2တကောင်ကိုဝယ်ပြီးအိမ်မှာကောင်းကောင်းမွေးထားတယ်တနေ့တော့တထေးကြီးခရီးသွားတဲ့အချိန်မှာသူ့မယားကယောက်ျားငယ်တယောက်နဲ့မသိမလျော်ဆက်ဆံနေခဲ့တယ်နောက်နေ့တထေးကြီးပြန်လာတော့တာလီကာကိုတစ်ဖက်ကနေခေါ်ပြီးမေးလိုက်တယ်တာလီကာကမယားလုပ်ခဲ့တာတွေအကုန်ပြောပြလိုက်တယ်တထေးကြီးလည်းမယားကိုဓာတ်ရိုက်မပြောပေမဲ့လင်မရှိတဲ့အချိန်မှာမိန်းမတွေလွဲမှားတာမကောင်းဘူးလို့ဓာတ်ရိုက်မဟုတ်ပဲစကားနာထိုးပြောလိုက်တယ်မယားကတော့သူ့ကိုတိသွားပြီထင်ပြီးကြောက်သွားတယ်။နောက်နေ့တထေးကြီးထက်ခီးသွားတော့မယားကငါအကြောင်းကိုဘသူပြောလဲလို့စိတ်ပူပြီးအိမ်သူအိမ်သားတွေကိုရိုက်နှက်မေးပေမဲ့ဘသူမှမပြောဘူးလို့ပြန်ပြောကြတယ်။ဒါနဲ့သူမကတာလီကာကိုတန်တရားဝင်ပြီးအပြစ်ပေးဖို့ကြံစီတယ်။တယောက်ကိုရေဖြန်းခိုင်းတယ်။တယောက်ကိုမှန်နဲ့မီးလင်းပြစေတယ်။တယောက်ကိုအောက်မှာထိုင်ပြီးဂျုံများကိုကြိတ်ခိုင်းတယ်။ဒီလိုလုပ်တာကြောင့်တာလီကာကမိုးရွာမိုးချုံလျက်စီးထန်တဲ့အတိုင်းထင်သွားတယ်။နောက်နေ့တထေးကြီးပြန်လာပြီးထပ်မေးတော့တာလီကာကမင်းညမိုးကြီးရွာမိုးချုံလျက်စီးထန်လို့ဘာမှမသိခဲ့ဘူးလို့ပြောလိုက်တယ်။
တထေးကြီးကတော့မိုးမရွာဘူးဒီငှက်ကလိန်နေလို့ထင်ပြီးဒေါသနဲ့တာလီကာကိုတက်ပစ်လိုက်တယ်နောက်တစ်ချိန်ကျတော့အိမ်ကြီးချင်းတွေကသူ့မယားရဲ့အမှန်တကယ်ပြုမှုတွေကိုပြောပြလိုက်တယ်အဲ့ဒီအခါမှတထေးကြီးကငါမှားပြီးတာလီကာကိုတက်လိုက်တာပဲလို့နောင်တရသွားတယ်ဒီပုံမြင်ကိုပြောပြီးနောက်ဘယင်ကအမတ်တွေကိုငါလဲဒီလိုပဲဆေးဆရာကိုမတရားတတ်မိမလားဆိုတာစိုးရိမ်လို့မယုံဘူးလို့ပြောလိုက်တယ်ဒါပေမဲ့အမတ်တွေကအကယ်၍ကျုပ်တို့ပြောတာမမှန်ဘူးဆိုရင်တစ်ချိန်ကအပြစ်ခံခဲ့တဲ့အမတ်ကြီးလိုပဲကျုပ်တို့ကိုလည်းအပြစ်ပေးပါလို့ထပ်ပြီးတောင်းဆိုကြတယ်ဘယင်ကအဲ့ဒီအပြစ်ခံခဲ့တဲ့အမတ်ကြီးအကြောင်းကဘာလဲလို့မေးလိုက်တဲ့အခါအမတ်တွေကနောက်ထပ်ပုံမြင်တစ်ပုဒ်ဆက်ပြီးပြောပြဖို့စတင်လိုက်တယ်